Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့ပြီးတော့တကယ်ကျွန်တော်အားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ညီနေကျွန်တော်ဒီလက်လာပြမှာပေါ့နော်ဒီကောင်နဲ့ကျွန်တော်ဖက်ပြင်သူနိုင်မလားကျွန်တော်နိုင်မလားဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ဖက်မော်လေးနဲ့လာပြီးတော့မှသူနဲ့ကျွန်တော်1vs1 ကျုံးမှာဖြစ်ပါတယ်ဒီကောင်နဲ့ကျွန်တော်ဒီကောင်နိုင်မလားဆိုတော့ကျွန်တော်ပဲနိုင်မလားဒီကောင်ပဲနိုင်မလားဆိုတော့သိချင်တော့ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါဗျကဲ like and subscribe လေးလုပ်ပြီးဗီဒီယိုလေးကိုအမြဲတမ်းဆက်လိုက်အောင် let's go အားလုံးပေါင်း9 round ရှိပါတယ်ဒီတနက်ပွဲ9ပွဲနဲ့ဒီ1 5 2ပွဲဖြစ်ပါတယ်ဗျအချိန်ကန့်တော့မရှိပါဘူးစီကန်းလည်းမရှိပါဘူးကျွန်တော်တို့ golden up ပဲ9လုံးကနေ10လုံးထိရရှိမယ်ဒါပါပဲဟုတ်တယ်ကျွန်တော်အခု first round နဲ့ကျွန်တော် AKM ဖြစ်ပါတယ် first round ကတော့ AKM ပေါ့နော်အခုအဲ့တော့ဟုတ်လေကိုစင်ဟိုကောင်ကဟိုရှိမှာဒီကောင်မထွက်လာသေးဘူးလား喂，လာပြီနော်လူတိုင်းမလဲတော့မသိဘူးဗျာဒီကောင်ကကျွန်တော်မြင်နေရတယ်ကပ်တီရောno ကျွန်တော်ရှုံးသွားပါတယ်ကျွန်တော်ဒါ first round okay ဒါကတော့ကျွန်တော်ညီနဲ့ကျွန်တော်ခုနကကျွန်တော်ရှုံးသွားတာဒါကတော့ second round ဒီကောင်ကဘာမှလည်းကျွန်တော်မသိဘူးရှေ့မှာနေလေးရောနည်းနည်းလေးမြင်နေရlet's go ကျွန်တော်နိုင်သွားပါတယ်ကျွန်တော်ညီရှောသွားပြီပေါ့နော်ကျွန်တော်ညီရှောသွားပါပြီ let's go ဒါကတော့ round 3ပါကျွန်တော်ညီနေတယ်ဒီကောင်ထွက်လာပြီလားညီ let's go ဒီကောင်နာမည်တော့တွေ့နေရတယ်ကျွန်တော်လာနေပြီထင်တယ်ဟုတ်တယ်ကျွန်တော်လာနေတို့လည်းနည်းနည်းတော့ကြောက်သွားတယ်ဟောလေဒီကောင်နိုင်သွားတယ်ဗျာကျွန်တော်ရှုံးသွားပြန်ပါပြီကဲနောက် round ပေါ့ကဲ let's go ကျွန်တော်ခုနရှောသွားတယ်ဒါ round 3ဖြစ်ပါတယ်ကျွန်တော်အခုဘုံလေးရရတာကျွန်တော်နဲ့တစ်ချက်နဲ့ရှောမယ် game ကိုတော့အချိန်ကြီးမကောင်းဘူး let's go ကျွန်တော်နိုင်သွားပါပြီကျွန်တော်စနိုက်ပါပြစ်တာဟုတ် okay next round let's go okay ဒါတော့နောက်ဆုံး round ဖြစ်ပါတယ် RPG နဲ့ပေါ့ let's go RPG ရောနည်းနည်းတော့ဖင်ချင်းနေဗျာကိုဘေးနာပေါက်လဲကိုကတေးမှာဆိုဘယ်ရန်တုံးမှာဖြစ်သွားလဲ
ဟိုကောင်ဟိုရှိမှာစကူno ဒီကောင်လည်းတော့ကောင်းတယ်ကျွန်တော်ညီကျွန်တော်တက်လို့ရှောသွားပါကြီးရှောသွားပါပြီဒီကောင်တော့ကဲ let's go round 5ပြီးသွားပါပြီတန်ချက်က round သွားလိုက်အောင်ကဲဒါကတော့နောက်ဆုံးတန်ချက်က round ဖြစ်ပါတယ်ကျွန်တော်ကိုစင်ကဟိုးမှာကျွန်တော်သွားလိုက်အောင်ဟိုကောင်တော့လာနေပြီဆက်ပါမယ်ကိုစင်ကကျွန်တော်နောက်ဆုံးကျွန်တော်တင်းနေပြက်စီးသွားတော့ဒီကောင်ကျွန်တော်ဓာတ်နဲ့လိုက်ခုံမှာဖြစ်ပါတယ်အဲ့ဒါလေကျွန်တော်တို့တင်းနေအပေါက်သွားတာကိုကျွန်တော်ကနိုင်နေပြီပေါ့ဒါပေမဲ့ကျွန်တော်မကြေနဲ့လို့ဟိုကောင်ထွက်ပြီးဟင်းနေလို့ကျွန်တော်ဓာတ်နဲ့လိုက်ခုတ်ပါတယ်ဒီပွဲကတော့ကျွန်တော်နိုင်သွားတာဖြစ်ပါတယ်ဗျကဲ let's go ကျွန်တော် drone သွားလိုက်အောင်ကဲဒါကတော့နောက်ဆုံး round 7 round ဖြစ်ပါတယ်ကဲဒီမှာကတော့ကျွန်တော်တင်ကားကြီးပေါ့နော်ဟိုဘက်ကျွန်တော်ညီကဒီ M1A2 Abrams tank နဲ့လာပါတယ်ကျွန်တော် T90 Russian tank ဒီကောင်းလည်းနည်းနည်းတော့စားတယ်ဘယ်လိုလာပြစ်နေတယ်မသိဒါရကောင်းကျွန်တော်နိုင်မှဖြစ်ပြီဒီကောင်7ပါ No what the fuck တို့ကျွန်တော်နိုင်မှဖြစ်
တော်နိုင်သွားပါပြီကဲကျွန်တော် final round อ่ะဆိုလို့ရှိရင်တော့ပထမပွဲမှာတော့ကျွန်တော်3ပွဲနိုင်တယ်ကျွန်တော်5ပွဲနိုင်တယ်ကျွန်တော်ညီ2ပွဲနိုင်ပါတယ်အဲ့တော့မဆိုးပါဘူးနှစ်ယောက်လုံး ဘာလို့လဲငါရေးရအောင်စိတ်ကပွဲဝိုင်း ကျွန်တော်ညီရဒီလိုပါကဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကဲအားလုံးပဲတက်တာပါကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့တကယ်ချင်းအားလုံးလည်းအခုပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေကိုကြည့်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့ခွန်အားအနေနဲ့ကျွန်တော်တို့ like and subscribe လေးကိုလုပ်ပေးခဲ့ကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ဗျကဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမှာတကယ်ချင်းတော့တက်တာပါဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျကဲ bye 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 bye